တငယ်ချင်းတွေနဲ့ချိန်နာနဲ့ထာဝရအပြန်စားကောင်းပြီးဈေးတန်တဲ့ဆိုင်လေးတစ်ဆိုင်ကိုထိုင်ပစ်ခဲ့ကြပါတယ်။ဆိုင်နာမည်လေးကတော့မိသားစုဆိုတဲ့ဆိုင်လေးပါ။နေရာလေးကတော့ထာဝရအကျော်နားမှာဖြစ်ပါတယ်။ကျွန်တော်တို့ရောက်တော့တဲ့ချိန်ဆိုင်ကလူအပြည့်အမို့လို့ဝိုင်းတော့အောင်လဲစောင့်ခဲ့ရပါတယ်။ဒါကတော့တန်ပေါက်ပါဆယ်မာလို့တန်ပေါက်ကိုထည့်ပေးနေတာပါ။ကျွန်တော်လည်းကြည့်ပြီးစားချင်စိတ်ဖြစ်လာတဲ့တန်ပေါက်တစ်ပွဲချက်စီသမင်းတစ်ပွဲမှာလိုက်ပါတယ်ခင်ဗျ။တငယ်ချင်းတွေကလည်းတယောက်တစ်မျိုးမီးစမ်းကြည့်ကြအောင်မို့ဆိုင်မှာရသမျှမန်နူအကုန်ချဆုပ်ပြီးတော့တစ်မျိုးတစ်ပွဲစီမှာထားပါတယ်။ဒါကတော့ကျွန်တော်တို့မှာလာတဲ့မာလာဟင်းကိုလုပ်ပေးနေတာပါခင်ဗျာဆန်ရှင်အမကသူ့စီမှာချက်တော့ဂျူးမြမာလာလဲအရန်စားကောင်းတယ်ပြောတာနဲ့ကျွန်တော်တို့အဲ့ဒါလဲထပ်ပြီးတော့မှမှာထားပါတယ်ခင်ဗျာအီပြေကျုပ်ကြောင်တုပ်လေးလဲစားကြည့် fresh ဖြစ်တယ်ပြောလို့အဲ့ဒါလေးလဲထပ်မှာလိုက်ပါတယ်ကျွန်တော်တို့မှာထားတာတွေလဲအကုန်ရပါပြီအကုန်ဆုံးတော့ပါပြီခင်ဗျာခုမြင်ထားတဲ့အတိုင်းမှာချက်စီသမင်းတစ်ဝဲမှာပါတဲ့ portion လေးတွေပါဘလချောင်းကျော်တရတီးတနက်တခွာရီနနံပင်ငရုတ်တီချမောင်ဟင်းရီချက်ပေါင်တစ်ပေါင်နဲ့ချက်စီသမင်းတစ်ပွဲကိုမှ6000ပေးရပါတယ်ခင်ဗျာစားကြည့်လိုက်တဲ့ချိန်မှာအရန်စားကောင်းပြီးဈေးလည်းတက်တယ်လို့ခံစားရပါတယ်တငယ်ချင်းတို့လည်းမီးစမ်းကြည့်ကြပါဦးခင်ဗျာဒါကတော့တန်ပေါက်တစ်ပွဲမှာရင်ချပေးတဲ့ပုံစံလေးဖြစ်ပါတယ်တန်ပေါက်တစ်ပွဲကိုလည်း6000ပေးရပါတယ်ဒါကတော့တန်ပေါက်တစ်ပွဲမှာပါတဲ့ဟာတွေပါဘလချောင်းကျော်တရက်တင်းတနက်တခွာရီပူစီနံငရုတ်တီချက်ပေါင်တစ်ပေါင်နဲ့ချမောင်ဟင်းရီပါပါတယ်အဲ့ဒါကိုတစ်ပွဲ6000ပေးရပါတယ်ခင်ဗျာအမှန်တိုင်းပြောရရင်ကျွန်တော်အရာတာကိုအလောက်ထိမမှန်ထားပါဘူးဒါပေမဲ့အရန်စားကောင်းလို့အခုလိုစားနေတော့ပဲကြည့်လိုက်ကြပါဦးခင်ဗျာသူ့ရဲ့ချက်သားကနူးဤပြီးတော့အရာတာတွေလည်းဝင်လို့တော်တော်လေးစားကောင်းပါတယ်အီပေချပေးတဲ့ချမောင်ဟင်းရီလည်းအဖြစ်လောက်ထားတာမဟုတ်ပါဘူးခင်ဗျာတငယ်ချင်းနှစ်ယောက်တယောက်တစ်ပွဲအပြိုင်ဆွဲနေကြတာပါကျွန်တော်တို့ရဲ့မိတိုင်းချိန်လေးရောက်ပါပြီမာလာဟင်းထဲမှာလည်းရေစိမ်ခောက်ဆွဲတွေရောအရွက်တွေရောကျုပ်ချောင်းရောပြောင်းဘူးမို့အသားတူသဘောအကျဆုံးကတော့ခေါ်ပုတ်လေးထည့်ထားပေးတာပါဈေးနှုန်းလေးကတော့တစ်ပွဲ6000ပေးရပါတယ်ဒါကတော့ဆန်ရှင်အမညွန်ပေးတဲ့ကျုပ်ချောင်းတုပ်လေးပါစားမကောင်းရင်အလာကားကျွေးမဲ့ပြောလို့ကျွန်တော်စားကြည့်ကြပါအရသာလေးကတော့ချင်းငန်စက်အီပြေးပြီးတော်တော်လေးစားလို့ကောင်းပါတယ်ခင်ဗျာတပွဲကို6000ပေးရပါတယ်ခုစားနေရတော့ချက်ချောင်းမာလာပါအရသာကတော့ပုံမှန်ပါပဲတပွဲကို1000ပေးရပါတယ်ခင်ဗျာဒါကတော့ကျွန်တော်အရန်စားကြည့်ချင်နေတဲ့ချက်ချလောက်ဂျူမီယံမာလာဖြစ်ပါတယ်ကျွန်တော်ကတော့ခေါ်ပုတ်အရန်စားခြင်းနေလို့ခေါ်ပုတ်လေးထည့်ထုတ်ထားခိုင်းတာပါကိုချိုင်းမတက်တဲ့အရွက်တွေနဲ့လည်းထည့်ထုတ်ခိုင်းလို့ရပါသေးတယ်ဆိုင်ရှင်ကလည်းအရန်တဘောကောင်းပါတယ်အရန်စားကောင်းလို့လက်ကနေတော့မချကြပါဘူးသူကစားပြီးရင်စားခြင်းနေတဲ့ taste မျိုးလေးပေးတာပါငါတော့တပွဲကို1000ပေးရပါတယ်ဗျာကျွန်တော်တို့လိုတောက်တက်လူတွေအတွက်လည်းမီးလို့ကောင်းမဲ့ဟင်းလေးဖြစ်ပါတယ်အီလည်းပြေတော့ပို့ပြီးစားဝမ်းတာပေါ့ဗျာကဲလာပါပြီမင်းသားကြီးမာလာရှန်ကောပါခင်ဗျာပဇွန်ချက်သားပင်လေစာငုံဦးကျက်ဥချောင်းနေအပါဝင်မှာ2000ပဲပေးရပါတယ်ပဇွန်နေအသားတွေမပါဘူးဆိုရင်တော့တပွဲကို1000ပဲပေးရပါတယ်ဟောတော့သူရဲ့မာလာရှန်ကောကိုအရန်ကြိုက်သွားပါတယ်ဘာလို့လဲဆိုတော့ထုံထုံဆက်ဆက်နဲ့တကယ်မာလာရှန်ကောအရာတာဆက်ဆက်ပါကျွန်တော်အရန်စားချင်နေတဲ့ taste မျိုးလည်းဖြစ်လို့အရန်ဟိုမှာပြောသွားပါတယ်ခင်ဗျာဒီထဲမှာကတော့ပဇွန်ထုတ်ကို3កောင်တောင်ထည့်ထားပေးတာပါအသားတွေလည်းအများကြီးထည့်ထားပေးပါတယ်စားလို့လည်းကောင်းစေးလည်းတန်တော့အရန်ဟိုမှာပြောပါတယ်ဗျာချက်စီထမင်းနဲ့တန်ပေါက်ကိုလည်းဒီလိုတဝက်စီလည်းမလို့ရပါသေးတယ်အားလုံးပေါင်း6ယောက်စားတာကိုမှ6400ပဲကြားခဲ့ပါတယ်ကျွန်တော်ပြောတာဟုတ်မဟုတ်သိချင်တော့တော်စားကြည့်လိုက်ကြပါဦးခင်ဗျာနောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်နော်